အဲ့ဒီဆွဆွဲချက်ကလေ FM report ရဘာမှငါတို့ပြလို့မရဘူးတဲ့ဖြစ်တာတွေမပါဘူးပေါ့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဒါတော့သူ့အဟာကိုအသေးစိတ်အချာကြီးနားထောင်မယ်ရှင်းပြမယ်ဆိုရင်တော့ဒါအများကြီးရှင်းရှင်းလင်းလင်းသိရမှာပေါ့လေဒါပေမဲ့သေချာတစ်ခုကမဖြစ်ခဲ့ဘူးဆိုတာကိုပဲသူကပြောနေတာပါခဏလေးကျွန်တော်နှစ်ချက်သက်ယူလိုက်မယ်နှစ်ချက်နဲ့ဆိုရင်ပို့ပြီးတော့ဘာသာပြန်လို့ရမယ်နော်ခဏလေးကျွန်တော်ဘာသာပြန်ကြည့်ကြမှာအဲ့တော့shows this. According to Muller from this location, quote, on the night of additional clearance operation, what human rights violations are alleged to have occurred or who perpetrated them. Without more information, this statement could simply encompass allegations already stated elsewhere. အဲ့တော့အခုတို့ကအဲ့ဒီ location တွေမှာပေါ့နော်တိုက်ပွဲတွေဖြစ်တယ်ပေါ့အဲ့ဒါပြောဒီဖြစ်တယ်အဲ့ဒီနေရာတွေမှာဆွဆွဲတာတွေပဲရှိတယ်ဒါပေမဲ့တက်သေးလည်းမပြဘူးအဲ့နေရာမှာလည်း sexual violence မဖြစ်ခဲ့ဘူးပေါ့ဆိုဆိုအဲ့တော့အဲ့ဒီမှာရွာတရားမှာ36နေရာမှာမယ်အဲ့ဒီအာစာဘက်ကချင်းချောက်တယ်သူတို့စကားကိုနားမထောင်ရင်ခေါင်းပြက်ပြစ်တယ်အဲ့ဒါကြောင့်ဒီအာစာတွေကိုစစ်တပ်ကဝေ operation လုပ်တယ်မင်းကြီးခမောင်းဆက်တီတီဖြင့်အဲ့နေရာတွေမှာပြော35 August အဲ့တော့terrorist က yes ကောင်ကိုတိုက်တယ်တမန်တာအဲ့တော့တမန်တာတို့ဖြစ်ကိုပဲဒီ terrorist ကတိုက်တယ်ရရှိတယ်တေထွနာ village မှာလည်းအဲ့လိုပဲပြောတယ်အဲ့ဒီချိန်မှာအဲ့ဒီကနာတော့ ranger ဒီအာစာဖွဲ့ကဘုံကျဲတဲ့လူတွေရသားတွေတတ်တယ်အဲ့မှာကလေးရဲ့အသေးအတွေ့ရတယ်အဲ့ဒီဆွဆွဲချက်ကလေ FM report ရဘာမှငါတို့ပြလို့မရဘူးတဲ့သုံးယောက်သေးတဲ့အိန္ဒိယမှာလည်းဘာမှပြလို့မရဘူးတဲ့
အဲ့တော့အဲ့ရွာမှာတက်ခံရတာကိုစစ်သားတွေကတက်တယ်တက်မတော်ကတက်တယ်ဆိုတာကိုတဲ့ဂမ်ဘီယာကတက်သိမပြနိုင်ဘူးတဲ့ပါဇက်ကဆွဆွဲတာပဲရှိတယ် အဲ့တော့အဲ့ဒီနေရာမှာဆွဆွဲမှုအားလုံးကလည်းတခုမှသူနေရာတွေတခုပြီးတခုပြောရတယ်ရွာတယ်အဲ့မှာလည်း sexual violence ဖြစ်တယ်ဆိုတာမရှိဘူးဆွဆွဲချက်ပဲရှိတယ်တက်သိမရှိဘူးဘုရားတမဆိုရရွာမှာတဲ့အဲ့နေရာမှာလည်းအာစာ activity ပဲဖြစ်နေတာလေချုပ်ပြင် area အာစာပဲရှိတာတဲ့ဂါဘီယာဆွဆွဲတယ်ဆိုကြတယ်ရတဲ့အဲ့တော့အသက်ကြီးတဲ့လူတွေကိုတပ်ပြတ်တယ်လို့ပြောတယ်တဲ့အဲ့ဥစ္စာဆွဆွဲမှုကမမှန်ဘူးတဲ့အဲ့ဒါအားလုံးဘာသာပြန်လဲလွဲနေတာတဲ့အခြေခံပြဿနာအဲ့ဒီပြဿနာအဓိကအတိတ်ပဲမရှိဘူးတစ်ချက်လေးကန်လိုက်တာတဲ့အသက်ရှင်နေသေးပဲတဲ့အဲ့နိုင်ကြမှာသိတယ်အဲ့တော့နောက်နိုင်ကြမှာအဲ့ဒီမျိုးသမီးကသိရတယ်တဲ့အဲ့ဒါကြောင့်ဘာကြောင့်သိမှမသိဘူးတဲ့သူကန်ခမ်းလို့သိတာအဲ့ဒါဆွဆွဲတာတဲ့အဲ့တော့အဲ့ဒါကြောင့်အဲ့ဒီဆွဆွဲမှုကဘာသာသိမှမရှိပဲဒီအမျိုးသမီးကစစ်သားတွေတတ်တယ်လို့သိလို့မှမရတာတဲ့အဲ့တော့ဒီစစ်သားခြေထောက်နဲ့တစ်ချောက်လေးကန်လိုက်တာဟာတဲ့ခြေထောက်ကန်လိုက်တာနဲ့အဲ့ဒါ genocide ဖြစ်တယ်လို့ဆွဆွဲလို့ရမလားတဲ့အဲ့ဒီမိန်းမကြီးသေးတာနဲ့တဲ့အဲ့ဒီနေရာမှာ sexual assault လည်းမရှိဘူးတဲ့အဲ့တော့အာစာနဲ့ဖြစ်နေတဲ့ကိစ္စသူက case တစ်ခုချင်းပေါ့ဗျာအဲ့ဒါတွေကိုသူထောက်ပြပြီးတော့ genocide မဖြစ်ဘူးဆိုတာကိုထောက်ပြတယ်အဲ့တော့ brutality ဖြစ်တယ်ဂမ်ဘီယာပြောတယ် yes တက်တယ် sexual ဖြစ်တယ်အဲ့ဒါမျိုးပြောဆွဆွဲထားတယ်အဲ့ဒီမှာအာစာ operation ဖြစ်တာဂမ်ဘီယာပြောတာဒီအားလုံးကတဲ့အာစာကအဲ့ဒီ3နေရာလုံးမှာအကုန်လုံးရှိနေတာတဲ့လှုပ်ရှားအဲ့တော့အဲ့ဒီ3နေရာလုံးမှာတဲ့ violence ဖြစ်တယ်အကြမ်းဖက်တယ်ဆိုတဲ့တပ်တွေတခုမှလည်းမရှိဘူးဂါဘီယာပထမပြောတာမှားတယ်တဲ့1929နောက်20စက္ကန့်အဲ့တော့ဂမ်ဘီယာဒီရွာကိုတဲ့ဆွဆွဲတယ်ဆိုတာအဲ့ဒီရွာကမီးရှို့ခံရလို့တဲ့26 December 2016နဲ့24 October 2019အဲ့တော့အဲ့ဒီရွာမှာဘသူကတာဝန်ရှိတယ်ဘာကြောင့်ဖြစ်လဲဆိုတာဘာသက်သေထောက်ထားမှလည်းမရှိဘူးတဲ့ဘသူလုပ်လဲဆိုတာတဲ့အဲ့တော့အဲ့ဒီရွာပျက်စီးသွားတယ်ဆိုတာကိုလေတဲ့ဘာသက်သေထောက်ထားမှလည်းဂမ်ဘီယာမတင်နိုင်ဘူးတဲ့38ကိုသွားမယ်တဲ့တပ်ပြည်တော်တဲ့အဲ့
အဲ့တော့ဂဘီယာကအဲ့တခြားရွာနာမည်တွေကိုနာမည်အတူတူနဲ့ပဲပြောနေတယ်အဲ့ဒီ full location ရှိတယ်တက်ပြီးတော့ two location ရှိတယ်တဲ့ regardless of whichever village the Gambia wishes to refer to, none of its claims are correct. ဂဘီယာပြောတာတစ်ခုမှမမှန်ဘူးတဲ့ Mondon Township မော်တော်တော့မရှိတဲ့ရွာမှာတဲ့ငါရင်ပြောမယ်တဲ့ on the map မြေပုံကြည့်လိုက် lies between the villages of Alan and Charles, အဲ့တက်ပြီးတော့ကအလန်ချောဆိုတဲ့မြို့ဒါမှရှိ location 3နားမှာရှိတယ်တဲ့ငါပြောတဲ့အတိုင်းပဲအဲ့ဒီရွာတွေမှာတဲ့အာဆာကတဲ့အပြင်းထန်တရားစစ်စင်ရေးလို့အာဆာတိုက်ခိုက်တဲ့နေရာတွေတဲ့တက်မတော်မရှိမော်တော် FFN ကပြောတာတဲ့စစ်သားအဲ့တော့အဲ့ဆွဲတာကအဲ့ဒီရွာတွေကိုတဲ့စစ်သားတွေကမိရှို့တာတဲ့အဲ့ပြီးတော့တရနဲ့ပြစ်တယ်တဲ့ဆိုပြအဲ့ပြောတယ်အဲ့ဒါအဲ့ဒီစစ်သားတွေမိရှို့တယ်ပြစ်တယ်ဆိုတော့တပ်တွေထောက်ထားလည်းမပြနိုင်ဘူးတဲ့အဲ့ဒါအမှန် အဲ့တော့တက်သေးတွေအရာတဲ့အဲ့ဒီရွာတွေမှာလူတယောက်မှစစ်သားတွေကရွေချက်ရှိတက်လို့သေးတာတက်သေးမရှိဘူးတဲ့ရတိတောင်ချစ်အဲ့တော့ချုပ်ပြင်းနဲ့နီးတယ်အဲ့တက်ပြီးတော့အဲ့ချုပ်ပြင်းမှာအာစာရှိနေပြီသားတဲ့အဲ့အာစာအဲ့ဒီ area မှာတဲ့ active ဖြစ်အဲ့လိုလှုပ်နေတာတဲ့လှုပ်ရှားနေတယ်စက်တလိုက်မင်းနှစ်ခုညာဆွဲရတယ်အဲ့ဒီရွာတွေအားလုံးကိုမီးရှို့တယ်မီးရတယ်အဲ့တော့အဲ့ဒီနေရာအားလုံးကမီးလောင်ပြီးပျက်စီးသွားတယ်အဲ့ဒီဘယ်သက်တရားမှမြန်မာတက်မတော်ကအဲ့ဒီရွာကိုမီးရှို့တယ်ဆိုတဲ့သက်သေလည်းမပြနိုင်ဘူးတဲ့ဘာကြောင့်အဲ့ဒီရွာအဲ့လိုဖြစ်တယ်ဆိုတာလည်းဘယ်သူမှမသိဘူးအဲ့တော့အဲ့ဒီရွာပြက်စီးကန်တဲ့အချိန်မှာဘာသက်သေမှလည်းဂမ်ဘီယာဘက်ကမတင်ပေးနိုင်ဘူးမြန်မာစစ်တပ်ကလုပ်တယ်ဆိုတာတဲ့အဲ့တော့ဂါဘီယန်ကတဲ့အဲ့ဒါကိုတဲ့တေချာသက်သေခိုင်ခိုင်မာမာလည်းမတင်ပြပေးနိုင်ဘူးတဲ့ပြပချောင်းဆိုတဲ့နေရာတဲ့ဂါဘီယာကမှားတယ်အဲ့ဒီရွာမှာလေအာဆာကအကြီးအပြင်းထန်တိုက်တဲ့နေရာတဲ့ဒီကိုနဲ့နီးတဲ့နေရာမှာတဲ့ရန်ကန်ရချောင်းကောင်းထောင်စူးထောင်မောင်နုအဲ့ဒီမောင်နုအင်းသားတဝိုင်းမှာလေအာဆာတီရှိပြီးသားတဲ့အဲ့ဒါလည်းမှားတယ်တဲ့ဆွဲတာအဲ့ဒီနေရာမှာတဲ့မြန်မာစစ်တပ်ကြောင့်အကြမ်းဖက်ဖြစ်တယ်ဆိုတော့အဲ့ဒီရွာတဝိုင်းမှာတဲ့ဂါဘီယာကဘာသက်သေမှမပြပေးနိုင်ဘူးတဲ့အဲ့တော့ satellite image နဲ့ပဲပြောတယ်ဂါဘီယာဆွဲတယ်အဲ့ဒီရွာကမီးရှို့ခံရတယ်ဆိုတော့ပဲပြနိုင်တယ်ဒါပေမဲ့မြန်မာတက်မတော်ကမီးရှို့လိုက်တာမြန်မာတက်မတော်ကအကြမ်းဖက်တယ်ဆိုတော့သက်သေမပြနိုင်ဘူးတဲ့အဲ့တော့အဲ့ဒီရွာကမီးရှို့ခံပြက်စီးတာတဲ့တက်သေးလည်းမရှိဘူးမြန်မာစစ်တပ်ကြောင့်အဲ့ဒါကြောင့်ပြက်စီးသွားတယ်ဆိုပြီးတော့အဲ့ပြက်စီးတယ်ဆိုတော့တက်သေးလည်းမပြနိုင်ဘူးအဲ့ဒီအဲ့ဒါကြောင့်ဂါဘီယာကအဲ့ဒါကိုလည်းခိုင်မာတဲ့တက်သေးလည်းမပြနိုင်ဘူးတဲ့နောက်ဆုံးနေရာရန်ချောင်းတဲ့ဘူးတီတောင်မှာရန်ချောင်းတဲ့ပြောပြီးသားတဲ့2019ကိုတယ်အဲ့မြန်မာရဲစခန်းကိုအာဆာကတိုက်ခတ်တာအဲ့တော့အဲ့ဒီနေရာမှာတဲ့ကလေးတွေကိုတတ်တယ်ဒီ sexual harass လုပ်တယ်မီးရှို့တယ်ဆိုတဲ့ဆွဆွဲချက်ရှိတယ်တဲ့ဒီဆွဆွဲချက်အဲ့တော့ FM ကပြောပြီးသားအဲ့ဒါမှသက်သေထောက်ထားအားနေတယ်တဲ့
ငါ3ချက်နဲ့ငါမိကိုချုံမယ်တဲ့ fast ကဗျာ case ကမြန်မာတမတော် contact operation လုပ်တယ်ရခိုင်စစ်တီအလို operation လုပ်တယ်အဲ့တော့ရွာတိုင်းမှာတောက်လျှောက်လုပ်တယ်အဲ့တော့46နေရာလုပ်တယ်ဆိုပြီးဆွဆွဲတယ်တဲ့ဒုတိယကမြန်မာဘက်ကတေချာကြည့်တဲ့နေရာမှာနေရာတွေရှိရတယ်မအဲ့တော့အဲ့နေရာတွေအားလုံးမှာတဲ့ဂမ်ဘီယာဆွဆွဲသလိုပုံမှန်တူဖြစ်ခဲ့တာမဟုတ်ဘူးတဲ့နေတဲ့နေရာမှာပါပြတာကတော့နံပါတ်1အဲ့ဒီနေရာတွေမှာတဲ့အချမ်းဘက်လက်မျက်နှာလည်းမရှိတော့ဘူးတဲ့မရှိဘူးတဲ့နံပါတ်2အဲ့တော့12နေရာမှာလည်း12နေရာမှာလည်းတတ်တာမရှိဘူးတဲ့17နေရာမှာအဲ့ဒီ17နေရာက2016ကဖြစ်ထားတာတဲ့ဒါကြောင့်တခုချင်းဆွဆွဲချက်အားလုံးဒီတရားမှာတခုမှပြဿနာမတက်ခဲ့ဘူးတဲ့ဘယ်နေရာမှာတဲ့ရာဇဝကိစ္စတွေမဖြစ်ခဲ့ဘူးတဲ့အဲ့ဒီနေရာတွေမှာရှိတဲ့မြန်မာစစ်တပ်ကတဲ့2016အတိုက်ဆိုင်မှုလည်းမဟုတ်ဘူးတဲ့ဘာကပြောတဲ့အတိုင်းမဟုတ်ဘူးတဲ့ခရစ်စတန်နေရာမှာလည်းမြန်မာဘက်ကတိုက်တပြိုင်တည်းတိုက်ခတ်ခဲ့တာမဟုတ်ဘူးတဲ့ location analysis ရအဲ့တော့အဲ့ဒီနေရာထဲမှာတပြိုင်တည်းအထူးထူးဖြစ်နေတယ်ဆိုတာအဲ့တော့Security Forces က target တက်လုပ်ပြီးတော့ violate လုပ်ပြီးတော့လုပ်တာမဟုတ်ဘဲနဲ့အားစားပဲလုပ်သွားတာအဲ့နေရာတွေအားလုံးကမြန်မာလုပ်တာစစ်တပ်လုပ်တာမဟုတ်ဘူးတဲ့အားစားလုပ်သွားတာသူငါရဲ့ဒီတင်ပြမှုကိုအဆုံးသတ်သွားပြီတဲ့အဲ့နေရာတွေသူတို့ဂမ်ဘီယာကဆွဆွဲသွားတဲ့အဲ့ဒီ46နေရာ17နေရာ73နေရာအဲ့ဒါအားလုံးဒီဂမ်ဘီယာကဆွဆွဲတဲ့အတိုင်းတပုံတည်းပေါ့နော်တနေရာတဲ့ဟိုမီရှိုတာတွေတက်ဖြတ်တာတွေမေရီးကျတာတွေအားလုံးဟာမြန်မာစစ်တပ်ကလောက်တာမဟုတ်ဘဲနဲ့အဲ့ဒါဒီအာဆာ attack ကြောင့်အာဆာဘက်ကလောက်တယ်ဆိုပြီးတော့ပြန်လဲအာဆာ attack ကြောင့်ဖြစ်တယ်ဆိုတာကိုညင်းဆိုသွားပြီးအဲ့ဒီနေရာတွေမှာခဏတော့ကဒီမြန်မာစစ်တပ်တွေကနော်သူပြောတဲ့ကနရွာတွေမှာမြန်မာစစ်တပ်ကဟိုဒီရွာတွေကိုမီးရှို့လိုက်တယ်ဆိုတာဂမ်ဘီယာ satellite ဒီမြေပုံပဲပြနိုင်တယ်ဒါပေမဲ့အဲ့ဒီမီးရှို့တာမြန်မာစစ်တပ်ကရှို့ခြင်းမြန်မာစစ်တပ်ကတတ်ခြင်းမြန်မာစစ်တပ်ကမဒိန်ခြင်းဆိုတာတပ်တွေတစ်ခုမှဂမ်ဘီယာကမပြနိုင်ဘူးဆိုတာကိုအဓိကဒီနေရာမှာသူတစ်ချက်ပြင်းထည့်ခြင်းထောက်ပြသွားတာဒါကဒီနေ့ဒါအခုလက်ရှိနောက်ဆုံးဂမ်ဘီယာမှာထွက်ဆိုနေတဲ့ရှင်းနေတယောက်ရဲ့ထွက်ဆိုချက်ပါမြန်မာဘက်ကနောက်တစ်ယောက်ကိုသွားပါတော့မယ်coffee break ရသွားမယ် coffee break သွားမယ်တဲ့အဲ့တော့ပြောချင်တာကအဖြေကရှင်းလေးပါအခုဒီဂမ်ဘီယာဘက်ကဆွဆွဲတဲ့နေရာတွေအားလုံးမှာသူပြောရတဲ့အကြံပြင်းကဒီစစ်တပ်ကကျူးလွန်နေဆိုတဲ့သက်သေအထောက်ထားအတိအကျပေါ့နော်တခုမှမြန်မာဂမ်ဘီယာဘက်ကတင်ပြတဲ့အထက်မှာမပါဘူးဒီသက်သေတွေကလည်း FFM ရဲ့ဒီဆွဆွဲချက်ရ FFM ရဲ့ဒီအထောက်ထားများရလည်းမမှန်ဘူးအဲ့တော့အိန္ဒိယဒေသအားလုံးဂမ်ဘီယာဘက်ကဆွဆွဲထားတဲ့နေရာအားလုံးဒီပုံစံတူစစ်တပ်ကလှုပ်သွားတယ်ဆိုတော့လည်းမမှန်ဘူးသက်သေရမပြဘူးပြီးတော့အိန္ဒိယဒေသအားလုံးမှာသူတို့ပြော46နေရာ17နေရာပေါ့ခဏသူရွတ်ပြတဲ့ရွာတွေပေါ့ဗျာအဲ့နေရာတွေအားလုံးမှာအာဆာအတက်ဖြစ်တာပဲရှိတယ်
အဲ့တော့80မီရှိုးခံလိုက်ရတယ်ဂမ်ဘီယာဘက်က satellite မြေပုံတွေပြတယ်ဒါပေမဲ့အဲ့ဒီမြေပုံတွေတော့လည်းမလုံလောက်ဘူးစစ်တပ်ကကျူးလွန်နေဆိုတဲ့သက်သေအဲ့တော့အဲ့ဒါတွေအားလုံးကိုဂမ်ဘီယာဘက်ကလောက်တာကို merit မဖြစ်ပါဘူးဆိုတော့မြန်မာဘက်ကရှေ့နေတွေကပြန်လဲခုခံပြောဆိုသွားတဲ့တစ်ခုပေါ့ဗျာ